ဒီကလုံးရဲ့စော်ကြီးပဲလာဒီတဲ့ကောင်တာပေါ်မယ်နေတမမနာမော်နဲ့အောင်နေနဲ့တာတော်နဲ့ဘာတော်တော့ဒီမဆိုင်ဘူးဘာဒီဘာလုပ်ပြီးတော့ကျောင်းသွားတော့ဟောအေးပြတော့ငါလာနေနေပြဘာပြဟုတ်ဒီတော့ငါကြည့်ဆိုပြန်လို့အကိုရေပေးပြလိုက်ပါအောက်ကကျေးဇူးရှင်ကပြောအောင်မယ်ဒီတော့လုံးလုံးဒီလက်ကကိုဆိုခဏဒီလက်အိမ်နဲ့ဒီလိုလေးဝတ်ပြဒီလိုလေးဟာလက်ကောမတိပဲနဲ့စီလည်းရယုံကြည်လေကျွန်တော်ဘုန်းကြီးနဲ့မှာအပြူကြီးတယောက်ရှိအပြူကြီးတွေလည်းရှိတယ်ကိုကြီးတွေလည်းရှိတယ်ပြူကြီးကကိုကြီးစောမတနာကျော်အဲ့ဒီအပြူကြီးဟာနေရပါအချင်းလို့စိတ်ဝင်စားဟုတ်လားအချင်းကိုစိတ်ဝင်စားကလေးတယောက်နဲ့အပြူကြီးကလေးတယောက်နဲ့အပြူကြီးမရှိလို့ဟုတ်အဲ့ကျကျွန်တော်ပြူကြီးကယောက်ျားယူဖို့အချင်းကြီးကိုစိတ်ဝင်စားတယ်ဘုန်းကြီးကိုစိတ်ဝင်စားတယ်ဒါဆိုရင်ယောက်ျားယူဖို့စိတ်ဝင်စားဆို तू ကဟိုပါပေါ့စင်ကနေပေါ့စင်ကနေအဲ့တော့အချင်းလေးတို့ဇောပိုးရှင်ရေးပြီးတာဟုတ်ကဲ့စချမ်းမင်းနဲ့ကိုဒီတော့ဘောင်းတော့စီတယ်ဗျာအပြူကြီးစချမ်းနေမရေးသားထားတဲ့အပြူကြီးချစ်ဖို့ကြိုက်ဖို့မတွေ့ဘူးတဲ့အပြူကြီးမပြောတော့ဖတ်လို့ရုံထုံမဲ့အပြူကြီးနေနိုင်အပြူကြီးအချစ်မရှိရင်လည်းနေနိုင်အချစ်မရှိရင်လည်းနေနိုင်ပြောရသေးတာအပြူကြီးဘဝနဲ့အယူထုတ်ပါလေအယူထုတ်ပါတော့စက်သားရောက်မှာ